Hi BB ပါရှင်တို့ကိုအရန်လှတဲ့နေရာလေးကိုခေါ်သွားမယ်ဆိုလိုက်ခဲ့မလားအဲ့ဒီနေရာလေးကတော့ကျမကိုအလုပ်လုပ်နေတဲ့ဂျင်ဖြစ်ပါတယ်အဲ့ဒီဂျင်မှာအလုပ်လုပ်တာဆိုရင်တနေ့တာလုံးမှာနှစ်သက်ဆုံးအချိန်လေးတစ်ခုရှိရဲ့အဲ့ဒီချိန်ကတော့အခုလိုနေအေးတဲ့ညနေခင်းအချိန်လေးပါပဲတနေ့လုံးအလုပ်တွေရှုံးလူတွေနဲ့စကားတွေအများကြီးပြောပြီးလို့လူကနည်းနည်းပင်ပန်းလာပြီဆိုလို့ရှိရင်ကံပတ်ကိုကြီးလိုက်တာနဲ့တင်စိတ်ကအလိုလိုအေးချမ်းသွားတာအခုလိုညနေခင်းဖြူလေးမှာဆိုရင်ရောအမန်မာတွေကလည်းကြော်လေးရှော်နေကြတယ်လှေလေးတွေကိုလည်းလှော်နေကြတယ်ငှက်လေးတွေပြက်နေကြအောင်လည်းကြည်ရတယ်ပေါ့နော်ကျမကတော့အမြဲတွေးမိတယ်ဂျင်းကိုလာတယ်ဆိုတာကြမ်းကြမ်းတဲ့ဆော့ပေါ်ပဲမဟုတ်ဘူးအခုလိုမျိုးတနေ့တာတော့ရဲ့ပြင်ပန်းသမျှကိုခိတ္တခဏမိထားပြီးညနေခင်းနေအောင်ကြီးဖြော့ဖြော့လေးအောက်မှာခဏကိုပေါ့နော် relax ဖြစ်အောင်ပြုလုပ်ပေးရတာလဲစိတ်ရောကိုယ်ပါဟီးဖြစ်စေတဲ့နီလန်းလေးတစ်ခုပဲလောလောရတာစိတ်ပင်ပန်းနေပေမဲ့ဒီလိုမျိုးညနေခင်းဖိုက်တွေကြောင့်ပဲနေ့ရက်တိုင်းကပြည့်စုံသွားတယ် my kind of peaceful evening ချီနေရဲ့တငယ်ချင်းတို့ရောအခုလိုမျိုးအေဂျင့်တဲ့နေရာလေးကိုကြိုက်ကြရလားရှင်နောက်ထပ်လဲလှပတဲ့ဘလော့လေးတွေနဲ့ဘူးတူတာရတဲ့ဟာလေးတွေရောအကုန်လုံးတင်ပေးဦးမှာမို့လို့အကောင့်လေးကို follow လုပ်သွားပေးဖို့မမေ့ကြနိုင်ဘူးเนาะအားလုံးပဲဘိုင်ဘိုင်ပါရှင်